သင်ခန်းစာယူပါအလုပ်တွေအဆင်မပြေတဲ့အချိန်ငွေကြေးအဆင်မပြေတဲ့အချိန်မိသားစုရေးအဆင်မပြေတဲ့အချိန်အချစ်ရေးအဆင်မပြေတဲ့အချိန်စတဲ့အခက်အခဲများစွာရင်ဆိုင်ရတဲ့အချိန်မှာကိုတက်တည်ခြင်းလောက်တဲ့အထိလူတိုင်းစိတ်ညစ်ဖို့ကြပါလိမ့်မယ်။ဘာကိုမှမတွေးနိုင်ပဲစိတ်ထဲမှာဒီအကြောင်းတွေပဲအကြောင်းထက်နေပါလိမ့်မယ်။ဖြည့်ရှင်းနိုင်မည်နီလန်းထက်သင်စိတ်ဓာတ်ကိုကြားစေမဲ့ဖိအားတွေကသာနေရာယူထားပြီးအတွေးကိုလွန်ကဲစေမိမှာပါဒီအချိန်မှာသင်တွေးရမှာကဒီလိုအခက်ခဲတိုင်းဟာလူတိုင်းမှာလည်းရှိနေတယ်ဆိုတာမမေ့ပါနဲ့သင်အသက်ရှင်နေသမျှကာလပတ်လုံးအခက်ခဲဒုက္ခပြဿနာပေါင်းစုံကတစ်ခုမဟုတ်တစ်ခုရှိနေတယ်ဆိုတာမမေ့ပါနဲ့ဖြစ်လာတဲ့ပြဿနာတိုင်းကိုကောင်းအေးနဲ့အချိန်မီစဉ်းစားပါဘယ်အရာကိုမှတွေးကြောက်မနေပါနဲ့လူတိုင်းကအကြောင်းမျိုးကြောင့်ဒုက္ခမျိုးစုံရင်ဆိုင်နေရတာပါသင်တယောက်တည်းမဟုတ်ဘူးဆိုတာသိထားလိုက်ပါဘယ်လိုအခက်အခဲရှိနေပါစေရင်ဆိုင်ပါတွေးဝေနေခြင်းကသင်အတွက်ရှုံးနေခြင်းပါပဲအခက်အခဲဒုက္ခပြဿနာတွေကိုတွေးကြောက်နေရမှာထက်သင်ရဲ့အတွေးနဲ့စိတ်ဓာတ်တွေကြမသွားဖို့သာအရေးကြီးပါတယ်စာလောင်နေတဲ့အပိုက်ငွေမရှိတဲ့ပတ်စံအိတ်ကျိုးပဲနေတဲ့နှလုံးသားဟာဘဝရဲ့အကောင်းဆုံးသင်ခန်းစာတွေကိုသင်ကြားပေးနိုင်ပါတယ်